ကျွန်တော်အရှေ့မှာဒီပြောခဲ့တဲ့အတိုင်းပေါ့လေကျွန်တော်ကဒီ responsive design ကိုသုံးပြီးတော့မှ website တစ်ခုတည်ဆောက်မယ်ဆိုရင်ဒီ responsive grid နဲ့ responsive breakpoint ကြီးအဲ့ဒါကြီးသုံးဖို့လိုပါတယ်နော် Bootstrap မှာကအဲ့ဒီအရာတွေအကုန်လုံးပါပြီးသားဖြစ်ပါတယ် Bootstrap ရဲ့ grid system ကကျွန်တော်တို့ကိုဒီ responsive ဖြစ်တဲ့ web page တွေသူကဖန်တီးပေးဖို့အတွက်ကူညီပေးပါတယ်အဲ့တော့သူကအဲ့လိုမျိုး responsive ဖြစ်တဲ့ဒီ web page ကိုဖြစ်အောင်သူကဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့ရဲ့ content တွေကိုသူကဒီ row တွေ column တွေအဲ့ဒီမှာထည့်ပြီးတော့မှသုံးလို့ရတာဖြစ်ပါတယ်အဲ့မှာကျွန်တော်တို့ဒီ Bootstrap မှာပေါ့နော်သူကဒီ grid အတွက်သူကဒီတွဲ column grid system ကိုအသုံးပြုပါတယ်အဲ့လေးတရားမှတ်ထားပါတွဲ column grid system ဖြစ်ပါတယ်အဲ့ဒါ flow with လည်းဖြစ်သလို fix လည်းဖြစ်နိုင်ပါတယ်အဲ့ flow with တွေ fix တွေကနောက်ကျရင်ပါပါလိမ့်မယ်နော်Bootstrap ရဲ့ grid system မှာကျွန်တော်အမြဲတမ်းသူက container ရယ် row ရယ် column ရယ်အဲ့သုံးခုအမြဲတမ်းပါပါတယ်container ကကို grid ရဲ့ root element ဖြစ်ပါတယ်Bootstrap ရဲ့ grid system မှာအမြဲတမ်း container နဲ့စပါတယ်container ကကိုယ့်ရဲ့ content တွေကိုသူက padding လုပ်ပြီးတော့မှ align လုပ်ပေးပါတယ်container ရဲ့အကျယ်ကသူလက်ရှိဒီ responsive breakpoint ပေါ်မူတည်ပြီးဆုံးဖြတ်ပါတယ်container ထဲမှာကျွန်တော်က row တွေထည့်လို့ရတယ်အဲ့ row ထဲမှာကျွန်တော်က column တွေထည့်လို့ရပါတယ်ဟုတ်ပြီအဲ့ဒါတွေကိုဘယ်လိုပေါင်းဆက်ပြီးသုံးလို့ရလဲဆိုတာLittle Lemon website ကိုဥပမာအနေနဲ့ပြသပေးပါမယ်ကဲအခုကျွန်တော်တို့ဒီ Jobaga ရဲ့ index.html file ကိုဖွင့်ထားပါတယ်အဲ့ web page မှာကျွန်တော် row တွေကို column နှစ်ခုထည့်ထားပါတယ်အဓိပ္ပာယ်ကrow တွေကို column တစ်ခုထည့်တယ်ဆိုရင်အဓိပ္ပာယ်ကသူက column တစ်ခုကိုသူက column တစ်ခုကိုပေါ့နော် span လုပ်မှာပေါ့6နေရာဒီ span လုပ်မယ်ဆိုရင်အဓိပ္ပာယ်ပါအဲ့တော့ဒီမှာ column နှစ်ခုထည့်တာဖြစ်တဲ့အတွက် column တစ်ခုကိုသူကဟို6နေရာနှစ်ခုဆိုတော့စုစုပေါင်း12 space ဒီသူက span လုပ်ထားပါလိမ့်မယ်ဟုတ်ပြီအဲ့ဒါကိုကျွန်တော်တို့ကဒီ column နှစ်ခုမှာပေါ့ဒီ column တစ်ခုကိုဘယ်လောက်အကျယ်ပဲသတ်မှတ်ချင်တယ်ဆိုပြီးကျွန်တော်ကသတ်မှတ်လို့ရပါတယ်ဆိုလိုတာဒီမှာကျွန်တော်ဒီမှာ price column ကိုနည်းနည်းချင်းမယ်menu column ကိုနည်းနည်းချင်းမယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော် price column ကိုကျွန်တော်က column ၄ခုလောက်ထိပဲနေရာယူမယ်menu column ကိုကျတော့ column ၈ခုစာအထိကျွန်တော်တို့ကယူမယ်ဆိုပြီးလုပ်ကြည့်အောင်အဲ့ဒီလိုလုပ်ဖို့အတွက်ကျွန်တော်ကဒီ price ရဲ့ con css class မှာပါနော် suffix -4 ဆိုပြီးထည့်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ရဲ့ဒီ menu header ရဲ့ css class မှာတော့ suffix ဖြစ်တဲ့ -h ဆိုပြီးထည့်လိုက်ပါမယ်ဟောဒါ Bootstrap ရဲ့သဘောကျစရာပိုင်းရအဲ့ဒါပါပဲဒီမှာကျွန်တော်တို့ဒီသူ့ရဲ့ breakpoint rule ကိုအသုံးပြီးတော့เนาะဒီမှာ content ကိုကျွန်တော်တို့ကမတူညီတဲ့ layout တွေသုံးပြီးတော့မှကျွန်တော်တို့ကအခုလိုမျိုးပြလို့ရပါတယ်အဲ့တော့ပြီးနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ကဒီ mobile device တွေမှာပေါ့ဒီ website ကိုကျွန်တော်တို့ကဒီ mobile တွေဖုန်းမှာပေါ့နော်ဖုန်းမှာဆိုရင်ဒီ content ကိုအပေါ်အောက်တစ်ခုတစ်ခုထပ်ပြီးပေါ်ခြင်းတယ်ပေါ့ဒါပေမဲ့ desktop မှာကြတော့ computer မှာကြတော့ဘေးချင်းကဲ့ရဲ့ပြခြင်းတယ်ပေါ့နော်အဲ့လိုမျိုးလုပ်ချင်ကျွန်တော်ကလုပ်လို့ရပါတယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်က mobile device တွေအတွက်ကျွန်တော်တို့ကဒီ column နှစ်ခုစလုံးပေါ့ column နှစ်ခုစလုံးမှာ column ရဲ့ rule တွေကိုကျွန်တော်ကတွဲ suffix ထည့်လိုက်မယ်ဆိုလိုတာက column တစ်ခုချင်းစီက column တစ်ခုစလုံးကတွဲ space ယူမယ်နောက် column လည်းတွဲ space ယူမယ်ပေါ့နော် space ကို12နေရာဒီယူမယ်လို့သတ်မှတ်မယ်ပေါ့ဟုတ်ပြီနောက် desktop အတွက်ကြာကျွန်တော်က cong rule ကိုသုံးလိုက်မယ်သုံးပြီးတော့မှအဲ့မှာ column size ကိုစစ်ဆိုပြီးတော့ထည့်လိုက်မယ်column တစ်ခုစီ column တစ်ခုကိုတစ်ခုကလည်း6ခုစာနေရာယူမယ်နောက်တစ်ခုကလည်း6ခုစာနေရာယူမယ်ပေါ့နော်ဟုတ်ပြီပြီးရင် file ကိုသိမ်းလိုက်မယ်ပြီးရင် web browser ဖွင့်ကြည့်လိုက်ပါအဲ့ဆိုရင်ကျွန်တော်တို့ရဲ့အခုဒီ Jobaga web page လေးကကျွန်တော်ဒီ column တွေကပေါ့လေဘေးချင်းကဲ့ရဲ့ပေါ်နေအောင်တွေ့ပါလိမ့်မယ်တစ်ဖက်ကလည်း6နေရာစာ column 6ခုစာနေရာယူတယ်ဟိုဘက်ညာဘက်ဘက်ကလည်း column 6ခုစာနေရာယူအောင်တွေ့ရပါလိမ့်မယ်
ဟုတ်ပြီဒီမြင်ကွင်းကဖုံးမှာဆိုရင်ရောဘယ်လိုမျိုးပေါ်လိမ့်မလဲပေါ့နော်ပေါ်မလဲကိုစမ်းကြည့်အောင်အဲဒါဆိုရင်ကျွန်တော်တို့ကဒီ F12 key ကိုနှိပ်ပြီးတော့မှ developer tools ကိုဖွင့်မယ်ပြီးရင် developer tools မှာကျွန်တော်တို့ကဒီ device တွေကိုပြောင်းကြည့်မယ်ပေါ့နော်ဒီမှာ developer tools မှာကျွန်တော်တို့ကကိုယ့်ရဲ့ဒီ web page ကိုဘယ် device နဲ့စမ်းပြီးကြည့်ကျင်လဲပေါ့ဥပမာ iPhone နဲ့ iPhone တွဲမှာဆိုရင်ဘယ်လိုပုံမယ်လို့ဘယ်လိုပုံမလဲနောက်ဟလာဒီSamsung မှာဆိုရင်ဘယ်လိုပုံမလဲစသည်ဖြင့်မတူညီတဲ့ device တွေမှာပေါ်လာမယ့်ပုံစံကိုကျွန်တော်အစမ်းကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ခုဟုတ်ပြီကျွန်တော်က mobile device တစ်ခုကိုရွေးကြည့်လိုက်မယ်ဟောအဲ့ခါမှာကြည့်လိုက်ပါကျွန်တော်တို့ရဲ့ web page လေးက mobile မှာကြတော့အပေါ်အောက်เนาะအပေါ်အောက်ဒေါင်းလိုက်ထပ်ပြီးပေါ်နေအောင်တွေ့ပါလိမ့်မယ်ဒါမျိုးလေးဘာကြောင့်ဖြစ်သွားလဲဆိုရင်အစောကကျွန်တော်ပြောတယ် grid system တွေသုံးတယ်နောက်ပြီးတော့ဒီ column span ပေါ့နော်ဒီဟိုမှာဆိုရင်ကွန်ပျူတာမှာဆိုရင်ကျွန်တော်က column ဘလောက် span ဘလောက်နေရာယူမယ် mobile ပေါ်မှာဆိုရင် column ဘယ် column ကဘလောက်ပဲနေရာယူမယ်စသည်ဖြင့်အဲ့လိုမျိုးတွေသတ်မှတ်ပေးလိုက်တာဖြစ်တဲ့အတွက်အခုလိုမျိုးကျွန်တော်ရဲ့ website က mobile phone မှာရောဒီ desktop မှာရောအဆင်ပြေပြေပေါ်နေတာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့အတွက်ဒီအများကြီးကျွန်တော်တို့ကကုတ်တွေရေးပြီးတော့အချိန်ပေးစရာမလိုတော့ပါဘူးဒီ booster grid system လေးသုံးလိုက်ရုံနဲ့ပေါ့ကျွန်တော်တို့ရဲ့ development time ကအများကြီးကိုသက်သာစေပါတယ်အဲ့တော့ကျွန်တော်ရဲ့ booster ရဲ့ grid system ကတော်တော်လေးကို powerful ဖြစ်ပြီးတော့ပေါ့နော်ကျွန်တော် developer ရဲ့အများစုအတွက်သုံးရတာတော်တော်လေးကိုအဆင်ပြေပါတယ်